ရန်ကုန်နှင့်တိတ်မဝေးသည့်ထန်းတပင်မြို့အနီးတွင်နာမည်ကြီးသည့်ဒိုင်ပြေးဖုန်ကြီးတစ်ပါးရှိသည်ထိုနာမည်ကိုလည်းတကားမှများကပေးထားခြင်းဖြစ်သည်အဘဲကြောင့်ဆိုသောဖုန်ကြီးကရှဲသည့်နံပါတ်များကိုအတိအကျပြောနိုင်သောကြောင့်ဖြစ်သည်ရွာတိုင်းတိုင်းကအလွန်ကြောက်ကြသဖြင့်ထိုအမည်ရခဲ့ခြင်းလည်းဖြစ်သည်ဖုန်ကြီးပြောသည့်နံပါတ်မှန်ကန်ခြင်းကြောင့်ငွေချင်းကျေးရှင်ရင်းနှီးမြှုပ်နှံသည့်သူများလည်းမွေးပြကြခဲ့ရသည်ဟုဆိုကြသည်2001ခုနှစ်အောက်တိုဘာလတနင်္လာနေ့နနက်9:00 နာရီအချိန်တွင်ကျွန်တော်တို့ရန်ကုန်မှထွက်ခွာလာခဲ့သည်မိုးကုတ်တော်မြင်ဖြစ်ပြီးရာသီဥတုကတာယာနေသည်ကျွန်တော်တို့ကားပေါ်တွင်လူ4ဦးလိုက်ပါလာသည်မအေးကတော့ရှဲရီကိုဆွဲနေသည်မှာ2နှစ်ခန့်ရှိပြီဖြစ်သည်သူကကျွန်တော်တို့ကိုလမ်းပြအဖြစ်ဥဆောင်ခေါ်လာခြင်းဖြစ်သည်သူကအစိုးရဝန်ထမ်းများနှင့်ပြည်သူများကြားတွင်တခါတရံပွဲစားအဖြစ်လဲလုပ်ကင်ပေးသူဖြစ်သည်လစာနှင့်မလောင်းငါသည့်ဝန်ထမ်းများနှင့်ဆက်ဆံရေးမပြေပြည့်သည့်ဝန်ဆောင်မှုများကြောင့်မအေးကအားလုံးအဆင်ပြေစေရန်ပွဲစားအဖြစ်လဲအကျိုးဆောင်ပေးသည့်အလုပ်ကိုလုပ်ကင်ခြင်းဖြစ်သည်ကိုကျော်ကတော့ဆက်ပြင်ဆရာတစ်ယောက်ဖြစ်သည်သူကတော့ကျွန်တော်တို့ခရီးစဉ်ကိုစိတ်ပါဝင်စားသောကြောင့်သူကအလုပ်ရုံကိုပြစ်ပြီးကျွန်တော်တို့နှင့်လိုက်ပါလာခဲ့ခြင်းဖြစ်သည်နောက်2ယောက်ကတော့ကျွန်တော်နှင့်ကားဒရိုက်ဘာတို့ဖြစ်သည်မြန်မာစံတော်ချိန်နောက်တစ်နေ့ညနေ3:00 နာရီခွဲခန့်လာတလာဤ16ရက်မြောက်နေ့တွင်ထိုင်းတီရှဲတီဖွင့်တော်မူဖြစ်သည်မြန်မာနိုင်ငံတွင်ထိုင်းရှဲတီဤနောက်ဆုံးကဏ္ဍ3လုံးကိုတရားမဝင်လောင်းကစားနေကြခြင်းဖြစ်သည်ထိုအချိန်ကိုမြန်မာတို့စောက်စားနေခဲ့ကြသည်ကျွန်တော်တို့ထွက်လာချိန်ကစောသေးသည်ရန်ကုန်နှင့်တိတ်မဝေးသည့်ထန်းတပင်မြို့အနီးတွင်နာမည်ကြီးသည့်ဒိုင်ပြေးဖုန်ကြီးတစ်ပါးရှိသည်ထိုနာမည်ကိုလည်းတကားမှများကပေးထားခြင်းဖြစ်သည်အဘဲကြောင့်ဆိုသောဖုန်ကြီးကရှဲသည့်နံပါတ်များကိုအတိအကျပြောနိုင်သောကြောင့်ဖြစ်သည်ထို့ကြောင့်ရွာတိုင်းတိုင်းကအလွန်ကြောက်ကြသဖြင့်ထိုအမည်ရခဲ့ခြင်းလည်းဖြစ်သည်ဖုန်ကြီးပြောသည့်နံပါတ်မှန်ကန်ခြင်းကြောင့်ငွေချင်းကျေးရှင်ရင်းနှီးမြှုပ်နှံသည့်သူများလည်းမွေးပြကြခဲ့ရသည်ဟုဆိုကြသည်ကျွန်တော်တို့ထန်းတပင်သို့မရောက်မီမင်္ဂလာတုံရွှေစီတီဖျားကိုဝင်ခဲ့ကြသေးသည်ရွှေစီတီဖျားသို့ဝင်လိုက်ခြင်းသည်အကျိုးမရောဖျားတွင်ရေးထားသည့်စာတစ်ကြောင်းကိုမအေးကသူ့မှတ်စုစာအုပ်တွင်ရေးမှတ်လာခဲ့သည်နေဖျားနှင့်လာဖျားတောက်ကြသားဆိုသည့်စာတမ်းအားကိုကျော်ကအဓိပ္ပာယ်ဖော်သည်သူကဤနေရာတွင်ဆရာကြီးဖြစ်သည်မြန်မာစာတွင်အခရာ28လုံးရှိသည်ထို့ပြင်နေနံတိုင်းတွင်လည်းသက်ဆိုင်ရာနံပါတ်များရှိသည်ဖျားဟုဆိုထားသဖြင့်ဘာကုန်းနှင့်စသည်ဘာကုန်းသည်မြန်မာနေနံအရာယူလဲကြာတာပရေဖြစ်သည်ကြာတာပရေ၏နံပါတ်မှာ9ဖြစ်သည်လက်ခတ်တောင်ရွှေစီတီဆရာတော်ရေးသားထားသည့်စာသားကိုအဓိပ္ပာယ်ဖော်ကြသည်ကိုကျော်ကနံပါတ်များကိုအုပ်စု2စုခွဲလိုက်သည်နေလာဖျားကိုသူကခွန်လေး9လေးဟုနေနံအရာကောက်လိုက်သည်တောက်ကြသားကိုတော့သူက6နှစ်6ဟုကောက်ထားသည်အဓိပ္ပာယ်ဖော်ခြင်းကိုဏီကုန်းကောက်ရန်သာလိုတော့သည်ဤဒီကလည်းနီးရှိသေးသည်ရှာရေးထားသည့်အခရာနှင့်နံပါတ်များသည်ဆက်နွယ်မှုရှိနေသည်ဥပမာတချို့သောမြန်မာအခရာများသည်အင်္ဂလိပ်ကဏ္ဍများနှင့်ဆင်တူမှုများရှိပြီးထိုအတိုင်းအဓိပ္ပာယ်ကောက်ယူမှုများရှိသည်မြန်မာအခရာထဆင်တူကိုဒေါင်းလိုက်ထောင်ကြည့်လိုက်လေအင်္ဂလိပ်ကဏ္ဍ8နှစ်ဆင်တူသည်မြန်မာအခရာရကောက်သည်ခုနှစ်ဆင်တူနေခြင်းဖြစ်သည်ရှဲနံပါတ်ဖော်ရတွင်နီးစနစ်များစွာကိုသုံးနိုင်မှနီးစပ်မှုရှိနိုင်သည်ရွှေစီတီဖျားမှထွက်လာပြီးထန်းတပင်သို့12 နာရီခွဲမှရောက်သည်လမ်းတွင်ကားခဏရပ်ပြီးထမင်းစားကြသေးသည်ကျွန်တော်တို့သွားရမည့်ဖုန်ကြီးကျောင်းကိုတောကျောင်းဟုခေါ်ကြသည်မြို့နှင့်နီးတော်လဲမြို့ပြင်တွင်ဖုန်ကြီးကျောင်းကရှိနေသည်လမ်းမကြီးဘေးသို့ခွဲဆင်းသွားပြီးဖုန်တူသောလမ်းအတိုင်းကျောင်းသို့သွားရသည်ကျွန်တော်တို့သည်ဒိုင်ပြေးဖုန်ကြီးကို3 နာရီသို့မဟုတ်4 နာရီခန့်မှသာတွေ့ခွင့်ရကြမည်ဖြစ်သည်ထန်းတပင်မြို့ထဲမှထွက်ပြီးဘယ်ဘက်သို့ကားကိုရှိုးကွေးလိုက်သည်လမ်းမကြီးမှ2 ကီလိုမီတာခန့်ကွာဝေးသည့်နေရာတွင်ကျောင်းကရှိသဖြင့်ကားနှင့်မလာနိုင်သူများစိုက်ကားဖြင့်သွားလာနိုင်ရန်စိုက်ကားတွေကတန်းစီပြီးစောင့်နေကြသည်ဖုန်ကြီးကျောင်းကိုအခိုင်အခန့်ဆောက်ထားသည်ပြင်မအဆောင်2ဆောင်ရှိပြီးဖျားတဆူလည်းရှိသည်ဆရာတော်ကအနားယူနေသည်ညနေ3 နာရီမထိုးမရှဲထွက်ပြီးတရားဟောမည်မဟုတ်အသက်40ခန့်ရှိသည့်လက်ထောက်ဆရာတော်ကရောက်ရှိလာသောဧည့်သည်များကိုကြိုဆိုဧည့်ခံနေရရှာပေးသည်
အခန်းထဲတွင်လူ15ယောက်ခန့်ရှိသည်လူတွေကဝင်လာလိုက်ထွက်သွားလိုက်နှင့်အလုံများနေကြသည်အရှိုးကလည်းအပြင်တွင်ဆရာတော်ကိုစိတ်ရှည်စွာစောင့်စားနေကြသည်မအေးကသူ့မှတ်စုစာအုပ်တွင်စာကြောင်း3ကြောင်းရေးရှာလိုက်ပြီးနံပါတ်များကိုလည်းရေးလိုက်သည်ထိုစာတမ်းများနှင့်နံပါတ်များကိုဆရာတော်၏အိမ်မက်ဆိုပြီးဘောတစ်ချက်ပေါ်တွင်ရေးထားသည်လူတွေကဆရာတော်နှုတ်မှမိန့်ကြားချက်ကိုနားထောင်ကြကြသည်ဘောပေါ်တွင်ရေးထားသည့်စာတမ်းကပြားရည်တောက်ဗုဒ္ဓဂါယာတိလရှိသူများလူတွေအကုန်ဖြတ်သွားနိုင်သည်ဟု၍ဖြစ်သည်ထိုစာတမ်းကိုအနက်ကောက်ပြီးဖော်ထားသောနံပါတ်များမှာ331 336 662 993 409 453 959 641 631တို့ဖြစ်ပြီးအတွဲလိုက်ယူပြီးထိုးရန်ပေးထားသောနံပါတ်များမှာ139 26 53 42 68တို့ဖြစ်သည်နေ့လယ်2နာရီထိုးပြီးဖြစ်သည်ဒံပြေးဖုံးကြီးကျောင်းသို့ကျွန်တော်တို့ရောက်နေကြခြင်းဖြစ်သည်ကျောင်းဝင်းကအတော်လေးကျယ်ဝန်းသည်ဖျားကလည်းကြီးကျယ်ခမ်းနားလာပြီးကျောင်းကလည်းနှစ်ထပ်ကျောင်းဆောင်ဖြစ်သည်ကျောင်းဝင်းထဲတွင်နောက်ထပ်ရှန်စီယိုတစ်ထပ်ခတ်ထားသည့်ဆရာတော်နေသောတဲကျောင်းလေးတစ်ကျောင်းလည်းရှိသေးသည်ရှန်အပြင်ဘက်တွင်ဆရာတော်ပိုင်ကား2စီးကိုရပ်ထားသည်ကားတစ်စီးသည်အတော်လေးကြီးသည်ရှစ်ဘိန်းတက်ကားကြီးဖြစ်သည်ဖုန်ကြီးကျောင်းဘေးတွင်မကြာမီကမှဖွင့်လှစ်ထားပုံရသည့်လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိသည်ထိုဆိုင်တွင်ရှဲတီလောင်းကစားသူများရှိကြသည်သူတို့သည်နနက်စောကလေးကရောက်နေကြခြင်းဖြစ်သည်ဆရာတော်ကမြည်သည့်အချိန်တွင်ကြွလာမည်ကိုမခံမှန်းနိုင်သောကြောင့်သူတို့အစောကြီးကလေးကလာဆောက်နေကြသည်ရန်ကုန်နှင့်ထန်းတပင်မြို့ပတ်ဝန်းကျင်တွင်နေထိုင်သူများကသူ့အုပ်စုနှင့်သူလက်ဖက်ရည်မှတောက်လိုက်ကြရှဲတီအကြောင်းပြောလိုက်ကြနှင့်လုံနေကြသည်မအေးကသူ့အတိတယောက်နှင့်စကားပြောနေသည်ထိုအမျိုးသမီးသည်အသက်45နှစ်ခန့်ရှိပြီးယောက်ျားဖြစ်သူကမလေးရှားနိုင်ငံတွင်အလုပ်သွားလုပ်နေသောကြောင့်ဘာအလုံးမလုပ်ဘဲနေထိုင်နိုင်သူဖြစ်သည်ထိုအမျိုးသမီးကကျွန်တော်တို့ကိုဖုန်ကြီးကျောင်းနှင့်မိုင်ဝက်ခန့်ဝေးသည့်အခြားဖုန်ကြီးကျောင်းသို့ခေါ်သွားသည်ထိုကျောင်းဆရာတော်ကရှက်နံပါတ်ပေးတာမကြသေးဟုသိရသည်ကျောင်းတိုင်အနီးသို့ရောက်ခါနေတွင်တတိနှင့်ဟင်းသီးဟင်းရွက်ရောင်းနေသောပြန်ကြဈေးသည်များကိုတွေ့လိုက်ရသည်ရုတ်တရက်ကျဲလောင်သည့်ရီမောသံများကိုကြားလိုက်ရသည်ကျွန်တော်တို့ကိုလမ်းပြောက်ခေါ်ဆောင်လာသူကဆရာတော်သည်ဟာတာပြောရာတွင်နာမည်ကျော်ကြောင်းရှင်းပြသည်အခုအသက်40ခန့်ရှိပြီဖြစ်သောဆရာတော်သည်မကြသေးမီကမှဖုံးကြီးဝတ်ထားသူဖြစ်ပြီးဝါတော်3ဝါခန့်သာရှိသေးသည်ကျောင်းဝင်းထဲတွင်ရှိသောကျောင်းတွင်လူတွေမဆန့်သဖြင့်အပြင်ဘက်တွင်လူတွေထိုင်နေကြသည်သို့သောစပီကာကိုကျောင်းပြင်သို့ထုတ်ထားသောကြောင့်ပြင်ပကလူတွေလည်းကောင်းစွာကြားရသည်ဤဆရာတော်သည်လွန်ခဲ့သည့်2နှစ်ခန့်ကလေးကရှဲတီနံပါတ်ပြောဆိုရာတွင်မှန်ကန်သဖြင့်နာမည်ကျော်လာရခြင်းဖြစ်သည်ကျောင်းဝင်းအတွင်လူ200ကျော်300ခန့်ရှိမည်ထင်သည်အများစုမှာအမျိုးသမီးများဖြစ်သည်သူတို့ကဆရာတော်ပြောသမျှကိုမှတ်စုစာအုပ်လေးတွေနှင့်လိုက်မှတ်နေကြသည်များသောအားဖြင့်နံပါတ်တွေကိုဓာတ်ရိုက်ချရေးနေကြသည်ကများသည်ဗုဒ္ဓနှင့်သက်ဆိုင်သည့်အခေါ်အဝေါ်များကိုလည်းသူတို့ကကျွမ်းကျင်ကြသည်ဥပမာသစ္စာ4ပါး10ပါးသီလ5ပါးသီလဆိုသည့်ဟောပြောချက်များကိုသူတို့ကအဓိပ္ပာယ်ကောက်တတ်ကြသည်တခါတရံဆရာတော်ကနံပါတ်များကိုအကြံပေးသလိုပြောပြီးတခါတရံလည်းဓာတ်ရိုက်ပြောသည်စာကြားတစ်ကြောင်းကိုရှင်းအောင်ပြိတ္တနားလည်အောင်ထပ်ခါပြောပြနေသည်ကိုလည်းတွေ့ရသည်ဆရာတော်ကတရားဟောရင်စီကရက်တောက်လိုက်သည်တခါတရံမထင်မှတ်သည့်အပြုအမူတွေလုပ်ပြသည်ဥပမာတုံ့လောက်သွားသည့်ပုံစံမျိုးဖြစ်သည်ရှေးရိုးဗုဒ္ဓဘာသာအယူအဆအရစီကရက်တောက်ခြင်းကိုယဟန်များနှင့်မအပ်ဆက်ဟုယူဆထားကြသည်သို့သောယခုဆရာတော်တောက်နေသည်ကိုသူတို့ကဆက်လက်ဟုမမြင်နံပါတ်ပေးနေသည်ဟုမြင်ကြသည်စီကရက်ကမြစ်သည့်စီကရက်ဖြစ်တဲ့နှင့်နိုင်ငံခြားဖြင့်နာမည်ကျော်9-3လုံးစီကရက်ကအစသူတို့တွင်အဓိပ္ပာယ်ကောက်စရာတွေဖြစ်နေကြသည်ကျွန်တော်ကစီစဉ်ကြည့်ချက်နေသည့်ဆရာတော်ထံဓာတ်ပုံရရန်ခွင့်တောင်းလိုက်ရာခွင့်မပြုဟုဆိုသည်နောက်နေ့တွေမှရိုက်ပါယနေ့တော့မရိုက်ပါနှင့်ဟုပြောသည်ဆရာတော်တရားပေးနေသည်မှာ45မိနစ်ခန့်ကြာသွားသည်တရားဆုံးသောဆရာတော်ကဝိုက်ပုတ်ပေါ်တွင်အောက်ပါအတိုင်းရှာရေးလိုက်သည်1831ဓာကိုထိုးပါထိုနံပါတ်များကိုရှာရေးပြီးလဲစပီကာမှဆရာတော်တို့လှူဒန်းငွေများကိုကြေညာလိုက်သည်ထိုကြေညာသည့်အလူငွေပမာဏသည်ဆရာတော်ရှာရေးလိုက်သည့်နံပါတ်နှင့်အတူတူပင်ဖြစ်သည်ဒီစာဆိုသည့်စလုံးကိုပို့ပေးထင်ရှားစေရန်
အောက်တွင်မျက်နှာကြောင်တားလိုက်သေးသည်ဝိုက်ပုတ်ဘေးတွင်မြေပန်းအိုးလေးတစ်လုံးရှိတ်ဆွဲထားသည်ထိုပန်းအိုးထဲတွင်အပင်ပေါက်လေးတစ်ခုကိုတွေ့ရသည်ရင်းသည်လည်းနံပါတ်ပေးထားခြင်းဖြစ်သည်ဟုဆိုသည်လူတွေကလည်းထိုပန်းအိုးကိုကြည့်ပြီးသူတို့ထင်ကြေးများကိုစူညံစွာအော်ဟစ်ပြောဆိုနေကြသည်ကျွန်တော်တို့ဒိုင်ပြေးဖုံးကြီးကျောင်းသို့ပြန်လာကြသည်လက်ဖက်ရည်ဆိုင်သုံးဆိုင်လုံးတွင်လူတွေပြည့်နေကြပြီးဆရာတော်၏အခန်းအတွင်း၌လည်းလူတွေရောက်နေကြသည်ကျွန်တော်သည်ဆရာတော်နှင့်တီးသန့်အင်တာဗျူးရန်စ조사တော်လည်းမအောင်မြင်ခဲ့ပေမအေးကဆရာတော်ကိုလွန်ခဲ့သည့်10နှစ်ခန့်ကတည်းကတည်ကျွမ်းခဲ့သောကြောင့်ကျွန်တော်ကိုဆရာတော်အကြောင်းပြန်ပြောပြနေသည်ဆရာတော်သည်တက်တော်40ခန်းရှိပြီဖြစ်သည်ရခင်ကအင်ဂျင်နီယာတယောက်ဖြစ်ခဲ့ပြီးအိမ်နောက်ကျခဲ့သည်ကလေး2ယောက်ရှိခဲ့သည်1980ပြည့်နှစ်လောက်ကတည်းကအသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည့်အင်ဂျင်နီယာအလုပ်ကိုစွန့်ပြီးရန်ကုန်စင်ကြေဘုံရှိဖျားတဆူတွင်ဘေးတွင်သွားဟောသည်ထိုအလုပ်တွင်အတော်လေးအောင်မြင်ခဲ့သည်ဟုဆိုရမည်1995ခုနှစ်တွင်သူကဇနီးဖြစ်သူကိုနောက်အိမ်အောင်ထူခြင်းလင်ထူထောင်နိုင်သည်ဟုပြောပြီးလူပောင်ကိုစွန့်ကာရဟန်းဝတ်ခဲ့ခြင်းဖြစ်သည်သူကဇနီးတဲ့အတွက်လုံလောက်သည့်ငွေကြေးပမာဏကိုထားပေးခဲ့သည့်အပြင်ထိုင်းရှဲဒီနံပါတ်ကိုပါပေးခဲ့သေးသည်ဟုဆိုသည်သူသည်ရဟန်းဘဝသို့မကူးပြောင်းမီယတိဘဝဖြင့်နေထိုင်ခဲ့သေးသည်ပြတ်သားစွာဆုံးဖြတ်နိုင်ရန်ဟုဆိုသည်တနှစ်ခန့်ယတိဘဝနှင့်နေထိုင်ပြီးမှရဟန်းဘဝသို့ကူးပြောင်းခဲ့ခြင်းဖြစ်သည်ဘေဒင်ဟောစဉ်အချိန်ကသူတွင်ငွေကြေးအတော်လေးစုဆောင်းမိခဲ့သည်1996ခုနှစ်တွင်သူသည်ထန်းတပင်မြို့အနီးယခုကျောင်းဆောက်ထားသည့်နေရာကိုလာဝယ်ထားခဲ့သည်နောက်3-4နှစ်အတွင်းဆရာတော်ဟောပြောသည့်ရှဲနံပါတ်များသည်အလွန်မှန်သောကြောင့်နာမည်ကြီးလာသည်ဆရာတော်သည်ရရှိသည့်အလူငွေများဖြင့်အေယာဝတီတိုင်းတွင်ညံတော်108ပေအမြင့်ရှိသည့်ဇေဒီကြီးတဆူကိုတွားတည်ခဲ့သည်ဗုဒ္ဓဆံတော်ကိုထည့်သွင်းဌာပနာထားသည်ဟုဆိုကြသည်ထိုဆံတော်ကိုဒုတိယကမ္ဘာစစ်အတွင်းကပျက်စီးသွားသည့်ဇေဒီတဆူမှရရှိခဲ့ခြင်းဖြစ်သည်ယနေ့ဤကျောင်းဝင်းထဲရှိဇေဒီသည်ထိုဇေဒီတော်၏ပုံတူရုပ်ပွားဖြစ်သည်ဟုဆိုသည်ဆရာတော်သည်လူမြင်ကွင်းသို့4:45မိနစ်မှကြွလာသည်တဲအတွင်းမှလှမ်းထွက်လာပြီးအလူရှင်များထံဥတီလျှောက်လာသည်ထိုအချိန်တွင်မောင်းတွေကိုပုံမှန်တီးခတ်နေကြသည်လူပေါင်း300-400ခန့်ကြားဝန်းထဲတွင်ဆောင်စားနေကြသည်ခမ်းမကြီးထဲတွင်လူတွေပြည့်ကျက်နေသောကြောင့်အပြင်တွင်ထွက်ပြီးထိုင်နေကြရသည်ဆရာတော်သည်စင်မြင့်ပေါ်ရှိပလက်ကလထိုင်ပေါ်တွင်ထိုင်လိုက်သည်စင်ဆိုတော်လဲမြေပြင်ထက်အနှဲငယ်ခံသာမြင်သည်မအေးကကျွန်တော်ကိုရှေ့ဆုံးတန်းတွင်နေရာယူရန်ခေါ်သွားသည်ကျွန်တော်ညာဘက်တွင်ထိုင်နေသူများကလက်ထဲတွင်ကက်ဆက်လေးတွေကင်ထားကြသည်ဆရာတော်ဟောပြောသမျှကိုသူတို့ကအတန်ဖမ်းထားကြမည်ဖြစ်သည်အများစုသည်အမျိုးသမီးများသာဖြစ်ကြသည်သူတို့အဝတ်အစားတွေကလည်းခမ်းနားလှပြီးစိတ်ရွှေတွေလည်းညွန့်နေအောင်ဝတ်ဆင်ထားကြသည်မအေးကကျွန်တော်နားအနီးသို့ကပ်ပြီးဆရာတော်ကသူ့ကိုယုံကြည်သူတွေကိုပြန်ပြီးရှိမြောက်တတ်တယ်ဟုတူတူလေးပြောသည်သူတို့တခါတရံတိတ်ရှိပြီးရှဲထိုးကြသည်ထုံငွေပမာဏသည်အစင်းမြင့်ဝန်ထမ်းတယောက်တလားရသည့်လားစာ၏အစ20ခန်းပမာဏဖြစ်သည်နံပါတ်တစ်လုံးလေးကိုတသိန်းဖို့ပုံအောလောင်းချမှုများပင်ရှိကြသည်ဆရာတော်ကသူတီထားကိုယ်ွယ်သည့်ဖရာအကြောင်းပြောသည်ဝိပဿနာတရားအကြောင်းပြောသည်နိဗ္ဗာန်ရောက်ကြောင်းတရားဟောသည်ကိုကျော်ကျော်နှင့်ဒရိုက်ဘာတို့ကဆရာတော်ဟောပြောမှုများကိုရိုးရှင်းလှသည်ဟုဆိုသည်ပရိသတ်ကတော့ဆရာတော်ကိုတေချာစွာကြည့်နေကြသည်ဆရာတော်လက်တွင်ပတ်ထားသည့်စိတ်ပတိဆရာတော်ဝတ်ဆင်ထားသည့်သင်္ကန်းအယောင်တွေအလုံးကိုလိုက်မှတ်သူတွေကလိုက်မှတ်နေကြသည်ဆရာတော်သည်တရားဟောပြီးတဲစီသို့ပြန်ကြွရန်ပြင်လိုက်သည်ပြီးမှမအေးထံသို့စာအုပ်ကိုလှမ်းတောက်လိုက်ပြီးစာအုပ်ထဲတွင်ဝိပဿနာရှုကြည်ပါယသိလက်ဆောင်ခွန်6ခွန်5ထို့သောရှာရေးပေးလိုက်သည့်အပြင်ဝိပဿနာဆိုသည့်စကားလုံးကိုမျက်နှာကြောင်တားပေးလိုက်သည်အပြင်ဘက်တွင်ရုံးရင်းဆန်ကပ်ဖြစ်နေကြသည်ကျွန်တော်တို့ကားစီသို့ရောက်အောင်မနှဲပြန်တူထွက်လာရသည်မအေးကိုဆရာတော်ကဘာတွေပေးသွားသည်ကိုအားလုံးကစိတ်ဝင်စားစွာသိချင်နေကြသည်လူအုပ်ကြီးကအော်ဟစ်ပြီးမအေးထံဝိုင်းလာကြသည်သူတို့ဆရာတော်မြည်သည့်နံပါတ်ပေးသွားသည်ကိုသူတို့ကိုလည်းပြရန်တောင်းဆိုနေကြသည်ကျွန်တော်တို့ရန်ကုန်သို့ညနေ6:00နာရီခွဲအချိန်ခန့်တွင်ပြန်ရောက်လာကြသည်မ
အေးစာအုပ်ပေါ်တွင်ဆရာတော်ရေးပေးလိုက်သည့်စာမျက်နှာကိုမိတ္တူတွေကူးပြီးပွားလိုက်ကြသည်တညနေခင်းလုံးဆရာတော်ထံကရလာသည့်အတိတ်နှင့်နံပါတ်များကိုလိုက်ဖြန့်ပြီးအလုပ်များသွားကြသည်အင်္ဂလိပ်စကားကိုမြန်မာတွေဓာတ်ရိုက်အတန်ဖလှယ်ကသုံးသည့်စကားလုံးတစ်လုံးရှိသည် break ဆိုသည့်စကားဖြစ်သည်သူတို့ကနံပါတ်3လုံးပေါင်းခြင်းရလက်ကို15ပဲဖြစ်ရမည်ဟု break လုပ်ထားကြသည်တညလုံးကနန်းသမားဘေးရင်သမားနှင့်အခြားပညာရှင်ဆရာကြီးတွေအနက်ဖော်ကြသည်အရှိုးကလည်းပောက်ပြီးသားကနန်းတွဲများကိုပုံနှိပ်ထားသည့်ကလန္နာကိုရှေ့တွင်ချပြီးကြည့်နေကြသည်ထိုကလန္နာခေါ်ကနန်းပေါင်းကျုပ်စရင်ကို1969ခုနှစ်ကတည်းကအထိစောင့်ထားသူများပင်ရှိကြသည်တညာလုံးဟိုဘက်လက်တွက်ဒီဘက်ကယူဆချက်တွေထုတ်ကာပြရခတ်နေကြသည်ဒီကြားထဲမိကပြက်လိုက်သဖြင့်ဖျောင်းနိုင်တွေထွန်းကာဆက်ပြီးရှာဖွေလေးလာကြသည်အရှိုးကလည်းသူတို့မွေးရက်ကိုပဲထိုးမြည်ဟုပြောသူတွေရှိသည်အရှိုးကလည်းမွေးကနန်းကိုထိုးကြသည်အရှိုးမှာအိမ်မက်ကနန်းကိုထိုးကြသည်နောက်တစ်နေ့တွင်အင်္ဂါနေ့ဖြစ်ပြီးရှဲထွက်မြည်နေ့ဖြစ်သည်ရန်ကုန်မြို့တွင်၌ကျွန်တော်ရှိနေပြီးနနက်7:00နာရီခန့်အချိန်ဖြစ်သည်ကျွန်တော်ထိုင်နေသည့်အခန်းအတွင်းလူ6ယောက်ရှိသည်ဧကန်းအတွင်းအားလုံးရောက်နေကြပြီးအနီးတွင်တယ်လီဖုန်းတွေရှိကြသည်သူတို့ကဆိုဖာများပေါ်တွင်ထိုင်နေကြပြီးရှေ့ရှိစပွဲပေါ်တွင်မှတ်စုစာအုပ်များပုံထားကြသည်ပထမဦးဆုံးသူမှာတိုက်ခန်းပိုင်ရှင်ဦးစောလွယ်ဖြစ်သည်သူသည်အသက်60ခန့်ရှိပြီဖြစ်ပြီးရှဲတိုင်ကိုင်းနေသူတဦးလည်းဖြစ်သည်ငွေကြေးပြဿနာရှိသောကြောင့်တရားမဝင်လောင်းကစားခြင်းဖြစ်သည့်ရှဲတိုင်လုံနေခြင်းဖြစ်သည်ရှဲတိုင်လုံသူသည်အကယ်၍ထိုးသားကရှဲပေါက်သွားလဲဆက်ရှင်းအယောအစားလုံနိုင်သည့်ငွေကြေးနှင့်ပြည့်စုံသူဖြစ်ရမည်သူသည်ငွေရေးကြေးရေးအခက်အခဲများရှိခဲ့တော်လဲရှဲတိုင်ကိုင်းပြီးမှချမ်းသာလာသည်ဟုဆိုရမည်ရှဲတိုင်ကရှဲလောင်းကြေး၏85%ခန့်ကိုရလိရှိသောကြောင့်ဖြစ်သည်ငွေထုတ်ပေးသူကိုဒိုင်းတဦးသည်ရှဲရောက်ရငွေမှမြည်သည့်အထိပြန်လည်ငွေဖော်ပေးနိုင်သည်ဆိုသည့်အပေါ်မူတည်ပြီးအကျိုးအမြတ်ကိုသတ်မှတ်ပေးလေရှိသည်ဟုဆိုသည်နံပါတ်ပေါ်မူတည်ပြီးလောင်းကြေးပေါ်တွင်ဒိုင်းကအကျိုးအမြတ်အများဆုံးရနိုင်သည်ဦးစောလွင်သည်အတွေ့အကြုံများသည့်ဒိုင်းတဦးဖြစ်သောကြောင့်ရာဂိုင်နှုန်းများခန်းစားရလေရှိသည်သူကကနန်းတစ်ကွက်ကို2300ကျပ်အထိထိုးရန်ခွင့်ပြုလေရှိသည်အကယ်၍ထိုးသားကနမတ်ကိုတဲပေါက်သွားလဲ12သိန်းကျော်ရော်ရမည်ဖြစ်သည်အဘဲကြောင့်ဆိုသောသုံးလုံးတွဲကနန်းကိုတိုက်ဆိုင်သွားလဲအစ950အယော်ပြီးသောကြောင့်ဖြစ်သည်ဦးစောလွင်သည်မော်လမြိုင်တွင်သူ့ဘဝတစ်လျှောက်လုံးနေထိုင်ခဲ့ရမှမကြာမီကမှရန်ကုန်သို့ပြောင်းရွှေ့လာခြင်းဖြစ်သည်မော်လမြိုင်မြို့သည်မွန်ပြည်နယ်၏အရှေ့တောင်ပိုင်းတွင်ရှိသောမြို့တစ်မြို့ဖြစ်သည်တရားမဝင်ထီလောင်ကစားရာတွင်အဓိကကျသည့်မြို့တော်ကြီးဟုလည်းဆိုနိုင်သည်ရှဲထီလောင်ကစားခြင်းနှင့်ပတ်သက်ပြီးပထမအဦးဆုံးစတင်လှုပ်ဆောင်ခဲ့သောမြို့တစ်မြို့ဟုလည်းဆိုနိုင်သည်ရှဲထီနှင့်ပတ်သက်ပြီးဒိုင်ခိုင်ခြင်းရောင်းချခြင်းများအပြင်အခြားသဘောတရားများအလုံးစုံနှင့်အတွေ့အကြုံများကိုစတင်ဖြန့်ဖြူးခဲ့သည့်မြို့ဟုလည်းဆိုနိုင်သည်တချိန်ကရှဲထီထိုးခြင်းလင်တနိုင်ငံလုံးကမော်လမြိုင်သို့လှမ်းပြီးထိုးရသည်နောက်ပိုင်းမှာရှဲထီလောင်းကစားခြင်းတလေသည်မြို့ကြီးများကတဆင့်အခြားမြို့ငယ်လေးများထိုမှတဆင့်ကျေးလက်တော်ရွာများအထိပြန့်နှံ့ခဲ့သည်ထိုင်းရှဲထီစနစ်မှနောက်ဆုံးကနန်း3လုံးကိုယူပြီးလောင်းကစားကြခြင်းဖြစ်သည်1984-85ခုနှစ်လောက်ကမော်လမြိုင်မှစတင်ခဲ့သည်မှာ1980ပြည့်နှစ်လောက်တွင်မြန်မာနိုင်ငံမြို့ကြီးများတွင်အတော်လေးပြန့်နှံ့နေပြီဟုဆိုရမည်ဖြစ်သည်ထိုင်းနှင့်မြန်မာနိုင်ငံနှစ်နိုင်ငံသည်နယ်နိမိတ်ချင်းထိစပ်နေပြီးထိုခေတ်များကမှောင်ခိုကူးခြင်းကူးတန်းရောင်းဝယ်ရာတွင်လည်းအများစွာခေတ်စားခဲ့သည်မြန်မာနိုင်ငံတွင်တရားမဝင်လုပ်ကိုင်နေကြသည့်ရှဲထီသည်ထိုင်းနိုင်ငံတွင်တော့တရားဝင်လုပ်ကိုင်နေကြသည့်လုပ်ငန်းဖြစ်သည်ထိုင်းမှတရားဝင်ဖွင့်သောထီနံပါတ်များထဲမှနောက်ဆုံး3လုံးကိုမြန်မာရှဲတိုင်သည်မြန်မာပြည်သူများခန်းစားနေကြရသည့်ငွေကြေးဆိုင်ရာအခက်အခဲများကိုတာဝန်ယူဖြည့်ရှင်းပေးနေကြသူများဟုပင်ဆိုနိုင်သည်သူတို့သည်ဤရှဲလုပ်ငန်းတွင်ကဏ္ဍတိုင်း၌ပါဝင်နေကြသူများမဟုတ်ပေအရှို့ဆိုလဲဤလုပ်ငန်းကိုလုပ်နေသည်ဟုပင်လူသိကြသည်မဟုတ်သူတို့ကလက်ခွဲတိုင်အဖြစ်9ဦးလောက်ပွားထားလိုက်ကြသည်လက်ခွဲတိုင်လေးတွေက25%ကော်မရှင်ရကြသည်လက်ခွဲတိုင်လေးတွေကသူတို့အိမ်များတွင်လည်းရှဲနံပါတ်ရောင်းကြသလိုလက်ဖက်ရည်ဆိုင်များတွင်လည်းတွားရောင်းကြသည်မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်လမ်းဆောင်လမ်းတောက်တိုင်းတွင်
တွေ့မြင်နိုင်သည့်ဆက်လက်နှင့်ကိုးရောင်ရောင်းသည့်ဆိုင်များတွင်လည်းရှဲတီနံပါတ်များကိုဝယ်ယူရရှိနိုင်သည်ရှဲရောင်းသည့်သူများသည်စာအုပ်3အုပ်ခန့်ခွဲကင်ထားကြသည်စာအုပ်တိုင်းတွင်နံပါတ်333ကျမ999အထိပါပြီးနံပါတ်တစ်ခုကိုမြင်းတစ်ကြောင်တားပြီးရှားထားလေးရှိသည်နံပါတ်တက်တဲ့လိုင်းကြောင်းထဲတွင်လောင်းသည့်ငွေပမာဏကိုရေးမှတ်ထားကြသည်ထိုနံပါတ်များကိုလှန်ကြည့်လိုက်သည်နှင့်မြည်သည့်နံပါတ်ကိုလောင်းကျိမည်များလောင်းစားလုပ်ပြီးကြောင်းအလွယ်တကူသိနိုင်သည်သူတို့သတ်မှတ်ထားသည့်လောင်းကျိပမာဏသည်နံပါတ်တစ်ခုလင်ပြည့်သွားလင်ထက်လက်ခံလေးမရှိတော့ဘဲထိုနံပါတ်ကိုပိတ်လိုက်သည်အကယ်၍ရှဲတီဖွင့်ချိန်၌လောင်းထားသည့်နံပါတ်အကွက်ပေါက်သွားလင်ထိုးထားသည့်ပမာဏအတိုင်းထိုင်ကရော်ရသည်ဒုတိယတအုပ်ကနံပါတ်နှလုံးလောင်းသူများအတွက်သာဖြစ်ပြီး3ညကျမှ99အထိနံပါတ်များထည့်သွင်းထားသည်တတိယတအုပ်ကတော့ထိုသူများ၏နာမည်များကိုသူထိုးသည့်နံပါတ်နေရာတွင်ရေးထားပေးခြင်းဖြစ်သည်ထိုနေရာတွင်လိပ်စာလည်းရေးခြင်းရေးထားတတ်ကြသည်ရဲများကထိုစာအုပ်များနှင့်အတူရောက်ရှသူကိုမိသွားလင်တပ်တေကံအဖြစ်သိမ်းဆီးကဖမ်းဆီးအရေးယူလေးရှိသည်သို့သောဒိုင်ကြီးများတွင်မူမြည်သည့်တပ်တေကံပစ္စည်းများမရှိသဖြင့်တိုးထီမရနိုင်သူများဖြစ်နေကြသည်ငွေထုတ်ထားသည့်ဒိုင်ကြီးများသည်လက်ခွဲတိုင်များနှင့်မြည်သည့်အခါမှအဆက်အသွယ်မလုပ်အတွေ့ခံခြင်းမရှိသူတို့တင်ပေးလိုက်သည့်စည်ရင်းကိုသာလက်ခံလေးရှိသည်ချဲရောက်သူများကငွေကောက်ပေးပြီးထိုးထားသည့်နံပါတ်နှင့်ရောင်းချထားသည့်ငွေပမာဏကိုဒိုင်တို့ရှဲမထွက်မီလာတင်ကြရသည်ချဲရောက်သူများသည်ဒိုင်များမှရသည့်ကော်မရှင်အပြင်ရှဲတီပေါက်သွားသူများထံကလည်းကော်မရှင်အဖြစ်စုကြေးများထဲမှထပ်မံဖြတ်လေးရှိသည်ဒိုင်များတွင်တပ်သည့်အထောက်အထားများကိုဖျောက်ဖျက်သိမ်းဆည်းထားလေးရှိသောကြောင့်ရဲလဲတော်ယုံနှင့်ရှာဖွေမတွေ့နိုင်ပေရဲဖမ်းသည်ဆိုတော့လဲဒိုင်ကြီးတွေကတော့လွတ်နေတတ်သည်ဒေသဆိုင်ရာရဲများကလည်းချဲတီအရာအဝယ်လုပ်နေသူများနှင့်မကင်းရမကင်းကြောင်ပတ်သက်နေမှုများရှိနေကြသည်လိုင်းချေဆိုပြီးပေးထားရမှုများလည်းရှိသည်လိုင်းချေပေးပြီးလက်ထိုးကလုံနေကြသူတွေကများသည်တရားမဝင်ချဲတီရောင်းချခြင်းကိုဖမ်းဆီးမှုမှာအောက်ရှည်လောင်းနှင့်မလုံဆောင်နိုင်တခါတရံအရာရှိကြီးများကိုယ်တိုင်စစ်စေးရေးအသွင်ဆင်းပြီးဖမ်းမှသာမိနိုင်သည်ရန်ကုန်ရဲတပ်ဖွဲ့သည်လွန်ခဲ့သည့်2လလောက်ကချောင်းတခင်စစ်စေးရေးလှုပ်ဆောင်ခဲ့စဉ်ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်စစ်တပ်၏အရေးပါသောစစ်ကောင်းဆောင်တဦး၏အသက်20အရွယ်သားတစ်ယောက်သည်တညတွင်နိုင်ကလပ်မှပြန်လာစဉ်ကားကိုမြို့တော်အတွင်းအမြန်မောင်းခဲ့သည်နိုင်ကလပ်တွင်သူသည်ချဲတီပေါက်ပြီးကြက်ငွေ8သန်းခန့်ရရှိခဲ့သောကြောင့်ပွဲကြီးတစ်ပွဲပြီးခဲ့သည်သူမောင်းလာသောကားသည်လမ်းစုံတစ်ခုတွင်တစီတစည်းကိုအရှိန်ဖြင့်ဝင်တိုင်းမိသည်မောင်းသူ2ဦးလုံးသေသွားသည်ထိုသတင်းကိုမြည်သူမျှထုတ်ပြန်ခြင်းမရှိသို့သောရန်ကုန်မြို့အနှံ့နောက်တစ်နေ့တွင်လက်ဖက်ရည်ဆိုင်များ၌ပြောစရာသတင်းတစ်ခုဖြစ်သွားခဲ့ရသည်ထိုမတော်တဆမှုနှင့်ဆက်ဆက်ပြီးတရားမဝင်ချဲတီရောက်ချသူများကိုနှိပ်ကွပ်မှုများစတင်ခဲ့သည်ဦးစောလွင်နှင့်သူတိုင်များသည်ထိုအချိန်တွင်အိမ်တွင်အောင့်နေကြသည်ကများသည်တဦးကအိမ်တအိမ်တွင်ခိုနေလင်ကြံသူများကရန်ကုန်အနှံ့လှည့်ပြီးငွေသိမ်းကြသည်ရဲတပ်ဖွဲ့ကရှဲရောက်သူတဦး၏အိမ်ကိုသတင်းအရဝင်ရောက်စီးနင်းသည်ထိုအယောင်းတဲ့ရှဲအမျိုးသမီးသည်ရေရှိုးခန်းအတွင်းဝင်ပြီးစာအုပ်ကိုပြေးဝှက်သည်သို့သောနောက်ကျသွားပြီးဖမ်းမိသွားသည်သူမသည်ငွေကျပ်2သိန်းလက်ထိုးလိုက်သောကြောင့်လွတ်သွားသည်ချဲတီထွက်သည့်နေ့တွင်ဒိုင်နှင့်အတူတခြားသူများတွင်ရဲတွေမထင်မှတ်သည့်တိုက်ခန်းတစ်ခန်းတွင်စုဝေးကြပြီးသူတို့အလုပ်ကိုသူတို့ဆက်လုပ်နေကြသည်သာဖြစ်သည်လူတွေကထိတ်လန့်တကြားဖြစ်နေတော့လဲလောင်းကစားကိုတော့ဆက်လုပ်နေကြသည်ချဲတီနံပါတ်လောင်းခြင်းကိုဖုန်းနှင့်လောက်ကင်ကြသည်ဒိုင်တွေကတိုက်ခန်းတစ်ကားကိုအပြင်ကတော့တွေခတ်ပြီးအတွင်းတွင်လောက်ကြသည်ဝင်ရောက်စီးနှီးပင်ဆိုရင်လဲစာအုပ်တွေကိုမိရှို့ဖျက်ဆီးကြရနိုင်သည်တိုက်ခန်းတွေရောက်နေကြသောလက်ခွဲအယောင်းတိုင်အမျိုးသမီး2ဦးသည်မော်လမြိုင်ကဖြစ်သည်သူတို့သည်အသက်40ဝန်းကျင်များဖြစ်ကြပြီးလွန်ခဲ့သည့်2နှစ်လောက်ကတည်းကချဲရောက်လာခဲ့ကြသူများဖြစ်သည်တဦးသည်ကျောင်းဆရာမဟောင်းတဦးဖြစ်ပြီးနောက်တဦးကတော့ဟင်းသီးဟင်းရွက်ရောင်းသူဖြစ်သည်သူတို့တွင်အယောင်စရေး3ဦးရှိသေးသည်ဟုဆိုသည်သူတို့ကအသက်22နှစ်အရွယ်တက္ကသိုလ်ကျောင်းသူတဦးကိုလွန်ခဲ့သည့်2လလောက်ကတည်းကစီယုံပြီးကျောင်းအားချိန်တွင်ရှယ်ရောင်ခိုင်းထားသည်ထိုအလုပ်သည်အန်တရယ်များတော်လဲအာမဆရပဲအကျိုးအမြတ်များရသဖြင့်ရောင်းပေးသူတွေကလည်းစိတ်ဝင်စားကြသည်
တိုက်ခန်းသို့ရောက်လာသောသူများသည်မော်လမြိုင်တွင်နေသည်ဟုဆိုတော်လဲရန်ကုန်သို့သာအရောက်အပေါက်များကြသည်လတလအေ29ရက်တွင်ရောက်လာကြပြီး18ရက်နေ့မှပြန်လေးရှိကြသည်ထိုင်းရှဲဒီကတလလေ2ကြိမ်ဖွင့်သည်လတလအေ1ရက်နေ့နှင့်16ရက်နေ့များတွင်ဖြစ်သည်မြန်မာနိုင်ငံတွင်တရားဝင်လောင်းကစားကြသောအစိုးရထီလည်းရှိသည်1980ပြည့်နှစ်လောက်ကတည်းကခေတ်စားလာသည့်ရှဲဒီစနစ်သည်ထိုင်းနိုင်ငံထပ်ပင်မြန်မာနိုင်ငံတွင်ပို့ပြီးအောင်မြင်သည်ဟုဆိုရမည်မြန်မာနိုင်ငံတော်အစိုးရထီကို1938ခုနှစ်ကိုလိုနီခေတ်ကုန်ပိုင်းလောက်ကတည်းကထီတစောင်းလေး2ကျပ်နှုန်းဖြင့်မပြောင်းလဲပဲရောင်းချခဲ့ရာနှစ်ပေါင်း90ခန့်တည်မြဲခဲ့သည်ဟုဆိုရမည်1988ခုနှစ်နောက်ပိုင်းမြန်မာနေမြန်မာဟန်ဆိုရှယ်နစ်စနစ်လည်းပျောက်ကွယ်သွားပြီးစစ်တပ်ကအာဏာသိမ်းလိုက်ကပြုပြင်ပြောင်းလဲမှုများကိုလှုံ့ဆော်ခဲ့ကြသည်ဒီတဆောင်လုံးကိုလည်း2ကျပ်မှ5ကျပ်သို့တိုးမြင့်လိုက်ကြသည်ချီကိုလစဉ်တစ်လတစ်ကြိမ်သာဖွင့်ပြီးစုကြေးကို9သိန်းခန့်အထိတိုးမြင့်ခဲ့သည်နောက်ပိုင်းထီလက်မှတ်ရောင်းကြေးကိုလည်းတိုးမြင့်စုကြေးကိုလည်းအစဉ်စဉ်မြင့်တင်သွားခဲ့သည်1996ခုနှစ်တွင်မြန်မာထီစနစ်သည်အသွင်ပြောင်းလာသည်ဟုဆိုရမည်နှလုံးထီဆိုပြီးဖြစ်လာပြန်သည်သိန်းစုကြီးပေါက်ကနန်း၏နောက်ဆုံးနှလုံးကိုပေါက်မဲအဖြစ်သတ်မှတ်ပေးပြီးစုပေးသည့်စနစ်ဖြစ်သည်အစိုးရကိုယ်တိုင်နှလုံးထီကိုလှုပ်ဆောင်လာသည်ဟုဆိုရမည်အပုံ100ပုံတပုံခန့်သာမျှော်လင့်ချက်ရရှိနိုင်မည်အခွင့်အရေးလည်းဖြစ်သည်ထိုနောက်ဆုံးနှလုံးတိုက်တူသည်အစ80ရမည်ဖြစ်သည်ထိုခေတ်ကအစိုးရနှလုံးထီသည်ခေတ်စားသွားသဖြင့်ဦးစောလွင်တို့9လခန့်အလုံးမဖြစ်သည့်ဘဝသို့ရောက်သွားခဲ့ရသည်တရားမဝင်ထိတ်လန့်စွာလောင်းကစားနေရမှတရားဝင်ပြောင်းကြစိတ်ကြိုက်နှလုံးကိုလောင်းကစားခွင့်ရလာကြသည်ဟုဆိုရမည်နေ့လယ်2နာရီထိုးပြီးဖြစ်သည်ချဲဒီဖွင့်ချိန်လည်းနီးကပ်လာပြီးချဲအယောင်သမားများသည်အယောင်ကိုပိတ်လိုက်ရန်ဆုံးဖြတ်လိုက်သည်သူတို့မျှော်မှန်းထားသည့်ထက်လောင်းကြီးပမာဏပိုရခဲ့သည်အရှို့သောနံပါတ်များကိုဦးစောလင်လက်ခံခိုင်းထားသည့်ပမာဏထက်ပိုရောင်းချခဲ့ကြသည်မော်လမြိုင်မှသူ့တငယ်ချင်းတဦးကငွေပို့ထိုးသည့်အတွက်လက်ခံရန်ဖုံးပစ်သဘောထူထားသည်နေ့လယ်2နာရီခွဲတွင်အားလုံးအဆင်သင့်ဖြစ်နေကြပြီးစာအုပ်များကိုလည်းနံပါတ်အစဉ်အတိုင်းရှာထားကြသည်စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်ဖြစ်သည်နောက်ဆုံးနံပါတ်ထွက်သွားမှအချိန်များလျော့သွားပေလိမ့်မည်ချဲအယောင်သမားအုပ်စုသည်တခုခုစားတောက်ရန်အတွက်တိုက်ခန်းအတွင်းမှထွက်သွားကြသည်သူတို့3:15မိနစ်ခန့်တွင်ပြန်ရောက်လာကြသည်ဆိုဖာများပေါ်တွင်လဲလျောင်းရင်းရှဲအထွက်ကိုစောင့်နေခြင်းဖြစ်သည်နောက်15မိနစ်အကြာတွင်ဖုံးလာသည်ထွက်သွားသည့်နံပါတ်မှာ3335ဖြစ်သည်ဒိုင်စားကနန်းဖြစ်သည်သူတို့အားလုံးစာအုပ်များကိုလှန်လောပြီးထိုနံပါတ်ကိုထိုးထားမထားချကြသည်3335နံပါတ်နှင့်ပတ်သက်ပြီး3335နံပါတ်ကိုထည့်ထိုးထားလျင်အစ950ရော်ရမည်ဖြစ်သည်ထိုနံပါတ်ကိုထိုးထားသည့်ငွေပမာဏမှာ90ကျပ်သာဖြစ်သည်ထိုနံပါတ်နှင့်ဆက်ပြီး3939သို့မဟုတ်9333ပတ်ထားလျင်အစ100ရော်ရမည်ဖြစ်သည်ထိုနံပါတ်များကိုထိုးထားသူမရှိ3334သို့မဟုတ်3336နံပါတ်ထိုးထားသူများသည်ဘေးတိုက်အဖြစ်10စရော်ချင်းငွေရမည်ဖြစ်ပြီးထိုနံပါတ်များကိုထိုးထားသူ9ဦးရှိက900ကျပ်ဖိုးထိုးထားသည်နှလုံးထီအဖြစ်35ဟုထိုးထားသူများကို15စရော်ရမည်ဖြစ်ပြီး100ကျပ်ဖိုးလောင်းထားသည်လူတိုင်းစိတ်ဝင်စားစွာဆောင်ဆိုင်နေသည့်အမြင့်ဆုံးအာယုံသည်နံပါတ်ထွက်သွားပြီးပျောက်ကွယ်သွားကရေရွှင်ဖွယ်ရာများဖြစ်ခဲ့ရသည်သူတို့ရရှိလိုက်သည့်အကျိုးအမြတ်ကအလွန်များပေလိမ့်မည်အုပ်စုလိုက်အရှင်ရှင်တွက်ချက်မှုများပြုလုပ်နေကြသည်လောင်ကျေးစုစုပေါင်း3သိန်းကျော်ရလိုက်သည်သူတို့အားလုံးဒိုင်အိမ်မှာပင်လုပ်ငန်းများလက်ဆက်တက်လိုက်ကြပြီးနောက်အလုပ်သမား3ယောက်သည်တယ်လီဖုန်းနှင့်လောင်ထားသည့်လောင်ကျေးများကိုကောက်ခံရန်ထွက်သွားကြသည်ထို့ပြင်ရှဲပေါက်သောသူများကိုလည်းသူတို့ပဲလိုက်ပြီးအယောအစားလုပ်ပေးကြမည်ဖြစ်သည်ဒိုင်ပြေးပြီဆိုသည့်ကောလာဟာလာတွေလည်းထွက်လာသည်3335နံပါတ်ကိုရော်ကျေးများအယောအစားလုပ်ရဖြစ်ဒိုင်များအနေဖြင့်ပြေးကောင်းပြေးနိုင်ပေသည်ရှဲဖွင့်ပြီး2ရက်ကြာတွင်မအေးကိုကျွန်တော်ပြန်တွေ့သည်ရှဲမဖွင့်မီကသူတို့အတိတ်တွေနမိတ်တွေကောက်ပြီးနံပါတ်တွေကိုပေါ်ခဲ့ကြသည်သူထိုးသည့်နံပါတ်မှာ2ပေါက်ထဲဖြစ်သည်ခွန်51နှင့်ခွန်61တို့ဖြစ်သည်ထိုနံပါတ်များသည်ဒိုင်ပြေးဖုန်ကြီးကသူ့မဆုစာအုပ်တွင်ရေးပေးလိုက်သည့်နံပါတ်များဖြစ်သည်မအေးကသူတို့ကိုဆရာတော်ကပေးလိုက်သည့်နံပါတ်သည်ပေါက်ကနန်းဖြစ်ကြောင်း
သူ့အနေဖြင့်မဖော်ထုတ်နိုင်ခဲ့သောကြောင့်မပေါက်ချင်းသာဖြစ်ကြောင်းပြောသည်ဆရာတော်ကပထမကဏ္ဍနှလုံးကိုမြင်သာပေးလိုက်ပြီးသားဖြစ်သည်ဆရာတော်ရေးပေးလိုက်သည့်ဝိပဿနာဆိုသည့်စာလုံးမှာပင်335ဆိုသည့်အဖြေပါပြီးသွားကြောင်းပြောကြသည်ဝိဆိုသည့်စလုံးကို3နှလုံးဟုကောက်နိုင်ကြောင်းပဆိုသည်မှာနိနံအရာကောက်လင်ဇတပရိနံ9ဖြစ်သည်မြန်မာပြည်တွင်2ရက်ခန့်လက်ပတ်ခဲ့ရသည့်ကာလ၌ထီအကြောင်းထဲထဲဝင်ဝင်လေးလာခွင့်ရခဲ့ပြီးနောက်မန္တလေးမင်းနေပြည်တော်ခေတ်ကထီအကြောင်းနှင့်ပတ်သက်ပြီးဂျိမ်းစကောက်ခေါ်ရွှေရိုးရေးသားခဲ့သည့်များကိုပြန်ပြောင်းစဉ်းစားနေမိသည်အင်္ဂလိပ်မြန်မာစစ်ပွဲ2ကြိမ်ဖြစ်ပွားပြီးနောက်ဗြိတိရှားတို့ကနေဗယ်ဒေသအတော်များများကိုသိမ်းပိုက်လိုက်ကြသည်တီဘောမင်း1888 1885သည်မြန်မာနိုင်ငံမြောက်ပိုင်းလောက်ကိုသာစိုးမိုးနိုင်တော်ပြီးဗဏ္ဍာငွေအမြောက်အများလျော့ပါဆုံးရှုံးခဲ့ရသည်မြန်မာနိုင်ငံအတွင်းလွတ်လပ်သည့်နယ်မြေဆိုသည်မှာလက်ရှိုးရည်ရသည့်အနေအထားသို့ရောက်ရှိလာသည်လန်ဒန်နှင့်ကလကတ္တာမှနိုင်ငံရေးနှင့်ကုန်သွယ်ရေးကိုသိမ်းပိုက်ရှုပ်ကင်ထားရုံသာမကနောက်ထပ်နယ်မြေများကိုထပ်မံသိမ်းပိုက်နိုင်ရေးအတွက်စီယုံလှုပ်ရှားနေချိန်ကာလလည်းဖြစ်သည်ထိုအချိန်တွင်ဘရင်ရွှေမျိုးတော်ကြီးမှာငွေကြေးဆိုင်ရာအခက်အခဲများကိုရင်ဆိုင်နေရသည့်အပြင်တအူးဆန်ပိုင်ဘရင်တို့ဒေဝါလီခံနေရချိန်ဟုဆိုရမည်ကာလဖြစ်သည်တီဘောမင်းသည်ဘရင်ဘာနာတိုက်ထဲသို့ငွေများပြန်ဖြည့်နိုင်ရေးအတွက်ဤမျိုးစုံဖြင့်ကြိုးပမ်းတော်သည်1889ခုနှစ်တွင်ထီရောင်းရှားခွင့်လိုင်စင်များထုတ်ပေးပြီးငွေရှာတော့သည်တနိုင်ငံလုံးထီရောင်းဆိုင်များမှုလို့ပေါက်လာပြီးရင်းထီအရောင်းဆိုင်များကိုကြီးကြပ်ရန်ဝင်ကြီးများနှင့်အဆင့်မြင့်အရာရှိများကိုခန့်အပ်ခဲ့သည်အမှုထမ်းအရာရှိကြီးများသည်သူတို့ကိုယ်ပိုင်ထီဆိုင်များဖွင့်ကာထီရောင်းသူအရှင်ရှင်ပြိုင်ဆိုင်မှုများကလည်းကြီးမားလာခဲ့သည်ထီထိုးလိုသူများကိုထီဆိုင်များသို့အတင်းခေါ်လာခြင်းရေစစ်လိတ်နှင့်ကိုများတဲ့ခင်းဧကန်ခြင်းသူတို့ရောင်းသည့်ထီလက်မှတ်များကိုမဝယ်အောင်အတင်းအဓမ္မတိုက်တွန်းချိတ်ချောက်ခြင်းများကိုပါပြုလုပ်လာခဲ့ကြသည်ထီနှင့်ပတ်သက်ပြီးတမျိုးလုံးဖူးဖူးညံ့ညက်ကြီးကမွေးပြကြခဲ့သည့်အထီးဖြစ်ခဲ့ရသည်ထိုအကြောင်းနှင့်ပတ်သက်ပြီးရွှေရိုးကဈေးအကျွဲရောင်းသူရောဝယ်သူပါမတွေ့ရလက်သမားတို့လည်းသူတို့လယ်မြေအပါအဝင်ပစ္စည်းအလုံးကိုရောင်းချပြီးရသမျှငွေကိုအလုံးထီထိုးလိုက်ကြသည်ဖခင်တွေကသမီးတွေကိုရောင်းသည်ခင်မွန်းတွေကဇနီးတွေကိုရောင်းသည်သူတို့ကံတရားကိုနောက်ဆုံးအနေဖြင့်ကြိုးပမ်းကြခြင်းဖြစ်သည်ထီရောင်းသူများကအမျိုးသမီးများကိုထီလက်မှတ်နှင့်မလဲပါဟုကြေညာချက်ထုတ်ပြန်ထားသည့်အထီးဖြစ်လာခဲ့ရသည်တီဘောမင်းသည်အရှားနည်းဖြင့်ငွေရနိုင်သည့်နည်းလမ်းများကိုရှာကြံခဲ့တော်လဲ1885ခုနှစ်တွင်မန္တလေးကျဆုံးမည့်အရေးကိုမကာကွယ်နိုင်သည့်အပြင်မြန်မာနိုင်ငံ၏တအူးဆက်ပိုင်းဘရင်စနစ်လည်းဏီကုန်းရှုပ်သွားခဲ့ရတော့သည်မြန်မာလူပေါင်းကြီးတစ်ခုလုံးသည်ကပ်ဘေးတစ်ခုကိုရင်ဆိုင်လိုက်ရသလိုမျက်စိတမိတ်လျက်တစ်ပြက်အတွင်းပြတ်သုံးခဲ့ရခြင်းဖြစ်သည်လောင်ကစားခြင်းဖြင့်ပြေပုံးကားရှားခဲ့ရသောအဖြစ်အပျက်သည်မြမသမိုင်းတွင်အမှန်တကယ်ရှိခဲ့သည်သမိုင်းတစ်ပတ်ပြန်လည်ပြီးထင်သည်1980ပြည်လွန်ကာလလောက်ကလေးကမြန်မာနိုင်ငံတွင်ထီလောင်းကစားသည့်အလေးအထားပြန်လည်ထွန်းကားလာခဲ့သည်နိုင်ငံအနှံ့လမ်းများအိမ်ဖုန်ကြီးကျောင်းဆိုင်တွေပေါ်မှာသာမကဖုံးများဖြစ်လေထီအကြောင်းသာပြောကြသည်လူတွေကထီအကြောင်းပဲတွေးထီအကြောင်းပဲပြောသည့်အထီးဖြစ်ခဲ့ဘူးသည်မြမပြည်တန်း90ခန့်သောပြည်သူတို့သည်ထီနှင့်တန်တရားလည်းနေခဲ့ရသည်ဟုပင်ပြောနိုင်သည်ဤသို့ဖြစ်ရခြင်းမှာစီးပွားရေးအကျပ်အတဲအတွက်ထွက်ပေါက်ချကြခြင်းဟုလည်းပြောကြသည်1980ပြည်လွန်ကာလလောက်ကလေးကမြန်မာနိုင်ငံပြည်သူတို့သည်ကြည်နူးပျော်ရွှင်ရမှုစိတ်သုံးခဲ့ရသည်လူတိုင်းစီးပွားရေးကအစင်မပြေအလုပ်အကင်ကမရှိနှင့်ဒုက္ခတွေရောက်ခဲ့ကြရသည်ထိုအချိန်တွင်တရားမဝင်ထီလောင်းကစားမှုများမြန်မာနိုင်ငံအတွင်းရောက်လာသည်နိုင်ငံအတွင်းစီးပွားရေးရင်းနှီးမြှုပ်နှံမှုများကလည်းကန့်သက်ရှင်ခံထားရပြီးစီးပွားရေးလှုပ်ရှင်ကပင်သက်စွန့်ဆန်များလောက်ကင်ရသလိုဖြစ်နေသောကြောင့်ငွေကြေးကိုအခြားနည်းလမ်းဖြင့်တရားမဝင်ကစားခြင်းသောငွေရှင်ကျေးရှင်ခင်များသို့ရောက်လာသည်ဟုလည်းဆိုနိုင်သည်ထီကိုတရားမဝင်ကစားကြသည်ဆိုရာတွင်ထိုင်းနိုင်ငံထီကိုလောင်းကစားကြခြင်းဖြစ်သည်
2000ခုနှစ်ဇူလိုင်လပါရီသုတေသနတက်ခွဲခန်းတစ်ခုတွင်ဖြစ်သည်ကျွန်တော်တို့မြမလူပောင်အဖွဲ့အစည်း၏ထူဆန်သောရှဲဒီဆိုင်ရာဒလေးနှင့်အယူအဆများအကြောင်းပြောနေကြခြင်းဖြစ်သည်ကျွန်တော်တို့သည်သူတို့လက်ခံယုံကြည်သည့်တိကျအချက်များအပေါ်စိတ်ဝင်စားကြခြင်းဖြစ်သည်ဘုန်းတော်ကြီးတော်တော်များများသည်ရှဲကနန်းခန့်မှန်းသူများအလင်းအမြန်ဖြစ်လာကြသည်သူတို့လည်း38မိနစ်ကိုယုံကြည်ကိုးကွယ်သူများကဲ့သို့ဂျားခံအဆက်အသွယ်ပေးနိုင်သည့်သဘောဆောင်လာကြသည်နတ်ကိုးကွယ်မှုသည်မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာပြီးလျှင်ဒုတိယအများဆုံးကိုးကွယ်သည့်ဓလေ့ဖြစ်သည်နတ်ယုံကြည်ကိုးကွယ်သူများနှင့်နတ်များကြားတွင်နတ်ကတော်များသည်ဆက်သွယ်ပေးသူများဖြစ်ကြပြီးစီးပွားရေးလုပ်ငန်းဆိုင်ရာပြဿနာများအတွက်အဆုံးအဖြတ်ပေးရာတွင်သူတို့ပါဝင်လေ့ရှိကြသည်မြမလူပောင်တွင်ရှဲဒီဒလေးဝင်ရောက်လာခြင်းနှင့်ဗုဒ္ဓဘာသာဝင်တို့၏ယုံကြည်ကိုးကွယ်မှုတို့သည်ဆက်နွယ်ပတ်သက်မှုများရှိသွားခဲ့ရသည်ချဲထိုးတော်မူဆိုလျှင်ပြောလေရှိသည့်စကားတစ်ခွန်းမှာကန်ဆန်းတယ်ဟု၍ဖြစ်သည်ဗုဒ္ဓအမြင်တွင်ကန်ဆိုသည်မှာအတိတ်ကကောင်းမှုမကောင်းမှုများနှင့်လည်းသက်ဆိုင်နေသည်ကံကောင်းသည်ဆိုခြင်းမှာလည်းအကြောင်းမျိုးမျိုးကြောင့်ဖြစ်နိုင်သည်အတိတ်ကကောင်းမှုလုပ်ခဲ့လေမျက်မှောက်တွင်လည်းကောင်းကျိုးကိုသာပြန်ပေးနိုင်ပြီးအနာဂတ်တွင်ကြီးပွားချမ်းသာခြင်းကျန်းမာခြင်းများလည်းရှိလာမည်ဖြစ်သည်အခွင့်အလမ်းနှင့်ကံကောင်းခြင်းဆိုသည်မှာအတိတ်ကုသိုလ်ကံနှင့်လည်းသက်ဆိုင်နေသည်ဆိုသည့်ယုတ်တဗေဒနှင့်တိဆောက်ထားမှုအပေါ်ယုံကြည်နေသောကြောင့်ကံကောင်းတယ်ကံပေးတယ်ဆိုခြင်းမှာပေးသူကပေးတိုင်းလည်းမရကံကောင်းမှရနိုင်သဖြင့်ဒိုင်ပြေးဖုံးကြီးကပေးလိုက်တော့လဲကံမပေးသောကြောင့်မရသေးဟုသာသူတို့ကယုံကြည်ထားကြသည်ညီသည့်အလုပ်ကိုလုပ်ကင်သည်ဖြစ်စေကံကောင်းရန်လိုသည်ကံကြီးတတ်တာမကဝရိယလည်းစိုက်ထုတ်ရန်လိုသည်သူတို့ပြောကျင်သည့်ဝရိယဆိုသည်မှာမပေါမရှင်းဆက်ပြီးထိုးနေရန်ဖြစ်သည်ချဲထိုးသူများသည်ကံကောင်းမှဆရာတော်များပေးသောနံပါတ်ကိုအတိတ်ပဲဖော်နိုင်မည်ဆရာတော်များ၏စိတ်အာယုံတွင်ပေါ်လာမည့်ရှင်းနံပါတ်ဆိုတာကလည်းစိတ်တကူကြင်ကြံအားထုတ်မှုများနှင့်လည်းသက်ဆိုင်နေသည်ယဟန်တစ်ပါးဖြစ်လာရန်အတွက်ချမှတ်ထားသည့်စည်းကမ်းများကိုလိုက်နာရပြီးပင်ပန်းဆင်းရဲစွာကြင်ကြံအားထုတ်ရသည်အတိတ်ကံပါမှသာယဟန်ဖြစ်လာနိုင်သည်ယဟန်တစ်ပါး၏ပန်းတိုင်သည်ကံကောင်းသည်ဖြစ်စေကံဆိုးသည်ဖြစ်စေနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ရန်သာဖြစ်သည်မွေးဖွားခြင်းနှင့်သေဆုံးခြင်းဆိုသည့်တန်တရားကိုနောက်တစ်ဖန်ပြန်လဲမလဲပတ်နိုင်စေရန်ကြင်ကြံအားထုတ်နိုင်ရည်သည်ယဟန်တို့၏တာဝန်သာဖြစ်သည်မြမလူမျိုးများသည်တမာရီအားကောင်းစေရန်ကြင်ကြံအားထုတ်ပြီးနောက်ဒိဋ္ဌိအဋ္ဌိစွမ်းအားများကောင်းလာလျင်အနာဂတ်ကိုခန့်မှန်းလာနိုင်သည်ဟုယုံကြည်ထားကြသည်အချို့သောယဟန်များသည်ဤသို့အနာဂတ်ကိုခန့်မှန်းနိုင်စွမ်းများအားကောင်းလာစေရန်အတွက်တောထွက်ပြီးကြင်ကြံအားထုတ်လေးရှိကြသည်ထိုယဟန်တော်များကိုသာလူတွေကတကိုးစွမ်းအင်ရှိသည်ဟုယုံကြည်လေးရှိပြီးရှဲနံပါတ်များလည်းပေးနိုင်လိမ့်မည်ဟုထင်ကြသည်သူကစိတ်စွမ်းအားကောင်းတယ်တမာရီကောင်းတယ်ဟုပြောခြင်းမှာစိတ်စွမ်းအင်အမြင့်ဆုံးရောက်နေသူတဦးဟုဆိုလိုခြင်းဖြစ်သည်စိတ်စွမ်းအင်ကောင်းသောသူများသာထူးခြားသည့်အမြင်အကြားအယုံများကိုထုတ်ဖော်နိုင်စွမ်းရှိသူများဖြစ်ကြသည်ယဟန်တစ်ပါးသည်ကြင်ကြံအားထုတ်နေစဉ်သို့မဟုတ်အိမ်မများမပြီးအာယုံရတယ်ဟုပြောနိုင်သည်ရသည့်အာယုံကိုပေးနိုင်ခြင်းအားအတိတ်ဟုခေါ်သည်မြမစကားတွင်အတိတ်ဆိုသည်မှာကုံလွန်ခဲ့ပြီးသောကာလသင်္ကေတနမိတ်စသည်တို့နှင့်လည်းဆက်ဆက်နေသည်သို့သောရှဲဒီနှင့်ပတ်သက်သည့်အတိတ်ဆိုသည်မှာအတိတ်ပဲဖော်ရမည်ပုံသိနည်းတစ်ခုအသွင်ဆောင်သည်ကံကောင်းစေရန်ပေးသည့်အတိတ်ကိုကံကောင်းမှသာဖော်ဆောင်နိုင်မည့်သဘောရှိသည်စိတ်စွမ်းအင်ရရှိထားသည့်ယဟန်များနှင့်လူဝိကြောင်ပုဂ္ဂိုလ်များတွင်ဖော်ထုတ်နိုင်စွမ်းများတွင်သိပ်ပြီးကွာခြားမှုမရှိကြပေရှေကနန်ကိုစိတ်စွမ်းအင်ရှိသူတိုင်းအာယုံရနိုင်သည်ထိုစိတ်စွမ်းအင်ရရန်ကြင်ကြံအားထုတ်ရသည့်အနေအထားမှာလည်းလူနေယဟန်ကွာခြားမှုသိပ်မရှိပေသို့သောယဟန်ဘဝတွင်နေထိုင်ကြည်ကြံရခြင်းသည်မြင့်မြတ်သည်ဟုယူဆထားပြီးကံနှင့်ကံ၏အကျိုးကိုလူပုဂ္ဂိုလ်ထက်ပိုမိုရလွယ်ရောက်လွယ်သည်ဟုယူဆထားကြသည်ဗုဒ္ဓဘာသာအယူအဆတွင်စိတ်တကူနှင့်စွမ်းအင်အမြင့်ဆုံးကိုယဟန်များသာရနိုင်သည်ဟုယူဆထားကြသည်လူပုဂ္ဂိုလ်များတွင်ထိုမြင့်မြတ်သူများကိုလှူခြင်းဖြစ်သာအကျိုးရနိုင်သည်ရှဲဒီနံပါတ်ပေးသည့်ဖုန်ကြီးများသည်ရှက်ရှင်းလက်ငင်းအလူငွေသို့မဟုတ်ပစ္စည်းများရတတ်သည်မဟုတ်ပေသူ
သူပေးသည့်နံပါတ်အပေါ်မူတည်သည်ရှဲပေါက်သွားမှအလူငွေလဲရတတ်သည်တကားမှများပေါက်သည့်နံပါတ်ပေးနိုင်မှသူတို့လဲရှမ်းသာဖုန်ကြီး၏ចောင်းတင်ကန်အနေအထားလဲနေချင်းညချင်းပြောင်းလဲသွားနိုင်သည်မအေးကိုယ်တိုင်ဝန်ခံချက်အရရှဲဒီကိုယုံကြည်ခြင်းသည်ဒုက္ခပေးခြင်းတစ်မျိုးဖြစ်သည်အထူးသဖြင့်ဘာသာရေးအရာဖုန်ကြီးထံတွင်ရှက်နံပါတ်တောင်းခြင်းမှာလဲဖုန်ကြီးကိုဒုက္ခပေးခြင်းသာဖြစ်သည်ယဟန်တော်များဘက်ကကြည့်ရင်လဲရှက်နံပါတ်ပေးခြင်းမှာဝီနီးနှင့်မညီပေမြို့တော်ကြီးတစ်ခုလုံးတိတ်ဆိတ်နေသည်ဟုထင်ရသည်ကျွန်တော်ဥဩဘာသာနှင့်အတူခရီးထွက်ခဲ့သည်ထိုဖုန်ကြီးကိုကျွန်တော်သည်တာမညဆရာတော်ဖျားကြီး၏ဝင်းနေပွဲတွင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဥဩဘာသာသည်တရှိန်ကကျမရေးဌာနမှအစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပြီးသူ့ဘဝတစ်လျှောက်လုံးရှဲဒီနှင့်ပျော်မွေးခဲ့ရမှပင်စင်ယူလိုက်ချိန်တွင်ယဟန်ဘဝကိုကူးပြောင်းခဲ့ခြင်းဖြစ်သည်မွန်းတဲ့ချိန်နီးပြီဖြစ်သည်ကျွန်တော်တို့သည်မော်လမြိုင်နှင့်ကီလိုမီတာအနည်းငယ်ကွာဝေးသောတောကျောင်းသို့ထွက်ခွာခဲ့ကြသည်ထိုကျောင်းတွင်သတင်းသုံးနေသည့်ဆရာတော်မှာဝင်းစိန်ဆရာတော်ဖြစ်သည်ဆရာတော်သည်အလွန်ထင်ရှားလာရုံသာမက180မီတာရှိသည့်ကမ္ဘာအကြီးဆုံးလျှောင်းတော်မူဖျားတဆူကိုလည်းတည်ထားကိုးကွယ်ခဲ့သူဖြစ်သည်ထို့ပြင်ဆရာတော်သည်ရှဲနံပါတ်ပေးရာတွင်အလွန်ကြော်ကြားသူဖြစ်သည်ကျွန်တော်တို့ဆရာတော်ထံရောက်သည့်အခါဘေးတွင်လူ10ဦးခန့်ကိုတွေ့ရသည်ဆရာတော်သည်လာသမျှဧည့်သည်များကိုလက်ခံတွေ့ဆုံလေးရှိသည်ဆရာတော်ပြောသမျှကိုလူတွေကမှတ်စုစာအုပ်များထုတ်ကာလိုက်မှတ်နေကြသည်ဆရာတော်ကလည်းသူတို့လိုက်မှတ်နေသည်ကိုဂရုမထားဘဲပြောချင်ရာပြောနေသည်နောက်မှဆရာတော်သည်ရှဲပေါက်သည့်အလူရှင်များကလှူသည့်အလူငွေများကိုစုပေါင်းပြီးဖျားတဲ့ခြင်းဖြစ်ကြောင်းကျွန်တော်သိလိုက်ရသည်ကျွန်တော်တို့မြို့သို့ပြန်ရောက်လာသောအခါကျွန်တော်နှင့်အတူပါလာသည့်ဖုန်ကြီးကသူ့เจ้าတွင်လိုက်အိပ်ရန်ဖိတ်ခေါ်သည်သူ့เจ้าသည်လည်းထင်ရှားသည့်ရက်ကွက်အတွင်း၌ရှိသည်နောက်နေ့တွင်ရဲတပ်ဖွဲ့မှရဲအရာရှိတအူးရောက်လာပြီးကျွန်တော်ကိုဟိုတယ်တစ်ခုတွင်တွားရောက်တဲခိုရန်ပြောသည်ကျွန်တော်သည်ပစ္စည်းများကိုထုတ်ပိုးနေစဉ်ရဲအရာရှိကဆရာတော်နှင့်စကားပြောနေသည်သူလည်းဆရာတော်ထံနောက်တစ်နေ့မြည်သည့်နံပါတ်ထိုးရမည်ကိုမေးနေခြင်းဖြစ်သည်ကျွန်တော်မော်လမြိုင်မှရန်ကုန်သို့ထွက်ခွာလာခဲ့သည်ထို့နောက်ရန်ကုန်မှပဲရစ်သို့ပြန်လာသည်မြည်သို့ဆိုစေမြမတလေးစရိုင်းနှင့်ယဉ်ကျေးမှုများကိုတစ်ချိန်တည်းတွင်အတိုင်းအတာတစ်ခုအထိတည်ခွင့်ရခဲ့သည်